ဝမှာတင်ယူစရာတွေအများကြီးရှိပါတယ်ဒီတင်ယူစရာတွေကမင်းတင်ယူတဲ့အချက်10ချက်လောက်ကိုပြောပြခြင်းတယ်အမှတ်1ကတော့တငယ်ချင်းတွေစုဆောင်ပါကမ်းကျုံးပြီးကျွန်းကမ်းပြီးတငယ်ချင်းတွေကဘဝမှာမရှိမဖြစ်လိုအပ်တဲ့လူတွေဖြစ်ပါတယ်သူတို့ကနှွေးထွေးတဲ့အနှွေးတဲ့တရနဲ့လူတွေသူတို့ကိုယ့်ရဲ့အကျင့်စရာစိတ်နေတဲ့ဘောသားနဲ့လဲလှယ်ခဲ့တာဖြစ်တဲ့အတွက်ကောင်းကောင်းတန်ဖိုးထားရမယ်အခုချိန်ထိကိုယ့်ရဲ့ဖုံးစာအုပ်ထဲမှာဆက်သွယ်လို့ရမယ်လို့နဲနေသေးတယ်ဆိုရင်စိတ်တူပူလို့တကယ်ချင်းကိုစူးစောင်းဖို့အချိန်မနှောင်းသေးပါဘူးနံပါတ်2ကတော့လက်လွတ်တတ်ဖို့ပေးပါဒီအသက်အရွယ်ကမရင်ကျက်လို့မဖြစ်တော့ဘဝမှာအချစ်တစ်ခုကံတရားတစ်ခုကိစ္စတစ်ခုရယူပိုင်ဆိုင်ဖို့ကိုခွန်အားမဲ့ခဲ့တဲ့အခါလက်လွတ်တတ်ဖို့သင်ယူရပါတယ်ဒါကလည်းနောက်ထပ်အသစ်တစ်ခုစမ်းသပ်ဖို့ကိုယ့်အတွက်အခွင့်အရေးပေးလိုက်တယ်ရှုံကြည်မှုတတိကြိုးစားမှုတွေရှိခဲ့တယ်အောင်မြင်မှုကကိုယ့်အတွက်ပဲဖြစ်ပါလိမ့်မယ်နံပါတ်3ကတော့အကျဉ်းသာမြတ်တာမျိုးပွားကိုယ့်ထက်ဒုက္ခရောက်နေတဲ့သူကိုယ့်ထက်ထိခိုက်နာကျင်နေတဲ့သူဒီလောကကြီးရဲ့အလှအပနဲ့နေအောင်ကြီးခံစားနိုင်အောင်တတ်နိုင်ကြတော့ဝင်ကြီးပါဒီလိုအကျဉ်းသာမြတ်တာတွေကိုယူပွားပါကိုယ်တတိမမှုမိချင်အဲ့ဒီအကျဉ်းသာတွေကလှပတဲ့ပန်းပွင့်ဥပွင့်လာပါလေအသုံးဝင်တဲ့ email တစ်စောင်စာတစ်ပိုက်ကလည်းအကျဉ်းသာတွေကိုယူပွားတာပဲဖြစ်ပါတယ်နံပါတ်4ကတော့ဂီတကိုနှစ်သက်ပါဂီတတစ်မျိုးဒါမှမဟုတ်ဒုတိယတစ်ခုကိုတီးတတ်ရင်ပိုပြီးကောင်းတယ်ဂီတကိုယ်စိတ်ကိုစေကြောပြီးသူကိုမှတ်ဉာဏ်အတွေးတွေကိုပိုပြီးတော့ပွင့်စေပါတယ်ကိုထင်မှတ်မထားတဲ့စိတ်ငြိမ်ခြင်းတွေကိုတည်ဆောင်လာပြီးဘဝအတွက်ခံစားမှုရတာပေါင်းစုံတည်လာပြီးတယ်ဆိုရင်ပုံမှန်လိမ့်နံပါတ်5တောက2မျိုးရှောင်ပါပထမတောကလိုရာမရတဲ့တောကဒုတိယကအချစ်ကြောင့်ခံစားရတဲ့တောကဒီတောကတွေကိုဖုံတွေတုတ်တင်တယ်လို့စိတ်အိမ်တွေကလှဲကျင်းပြီးတော့ထုတ်ပစ်လိုက်ပါကိုဟာမှန်ရင်ကိုစီရောက်လာပါလိမ့်မယ်နံပါတ်6ကတော့ခန္ဓာရင်ရှိဖို့သင်ယူပါအချို့ကိစ္စတွေကိုလုံးဝအစာပြန်ဖော်လို့မရအောင်ပေးထားလိုက်ပါအခက်အခဲတစ်ခုကြုံခဲ့တိုင်းရင့်ကျက်ကြီးပြင်းမှုအသိဉာဏ်တစ်ခုတိုးတယ်လို့ထင်မှတ်ပါတချို့ထိခိုက်နာကျင်မှုနဲ့စိတ်ဆင်းရဲမှုတွေကိုခန္ဓာရင်ရှိဖို့သင်ယူပါဒီအသက်အရွယ်ကလေးလေးတယောက်လို့အတန်ထွက်အောင်လို့တင်တဲ့အရွယ်မဟုတ်တော့ဘူးနံပါတ်9ကတော့သူ့ကျေစုကိုသိတတ်ပါအတုပတစ်ခါပို့ပြီးတိုင်းသင်္ခါရတစ်ခါရတတ်ကြတယ်တစ်ခါဖြားနာတိုင်းပူတန်ဖိုးထားရောက်ပါမယ်ပြီးတော့တယ်ကျေစုတရားကိုမိနစ်စက္ကန့်တိုင်းတတိယတဲ့ကျေစုတရားကပို့ပေးရလူတွေတန်ဖိုးထားစေတယ်လောဘအတ္တနဲ့ဒီကုန်ခြင်းတွေကိုပြည့်နေစေပါလေပျော်ရွှင်ခြင်းရဲ့ရင်းမြစ်ဆိုရင်ပို့ပြီးတော့မှန်တယ်နံပါတ်10အလုပ်ကိုမျက်နှိုးပါအလုပ်ကလက်ဖက်ရည်တောက်စကားထိုင်ပြောရတာတော့မလွယ်ကူပေမဲ့ကိုယ့်ရဲ့အသိဉာဏ်နဲ့ခွန်အားကိုဆက်စစ်ပေးနေတာဖြစ်တယ်ကိုယ်တန်ဖိုးနဲ့အောင်မြင်မှုကိုခံစားစေပါနံပါတ်9ကတော့သင်ယူခြင်းမှာဘယ်တော့မှမငြင်းငွေပါနဲ့စာဖတ်တယ်သင်ယူတယ်ဆိုတာအသိဉာဏ်ဘုဒ္ဓတာတွေနဲ့ကိုယ်စကားစမြည်ပြောနေတယ်လို့ပါပဲတစ်နှစ်ကိုစာအုပ်50ဖတ်နိုင်အောင်ကြိုးစားပါကိုယ့်ရဲ့အသိဉာဏ်နားလည်စမ်းတွေတိုးလာပါလိမ့်မယ်နံပါတ်10ကတော့အားကစားလုပ်ပါအိုနေတဲ့အချိန်အကျိုးရှိရှိအ
သုံးချတဘာဝပတ်ဝန်းကျင်ကိုခံစားပါပြင်းလို့တတ်တဲ့ဝိတ်တွေမရှိနိုင်ဘူးအရွယ်လဲနုပြူကျမ်းမာစေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်